င်လယ်နက်မို့ဟာအမဲရောင်ကြောက်ဆံတစ်ခုပေါ်မှာကတ်တွယ်နေပါတယ်။တစ်သက်လုံးဒီနေရာကနေမရွေးတော့ဘူးသူဆုံးချက်လိုက်ပြီ။သူပထမဆုံးလုပ်လိုက်တဲ့အလုပ်ကတော့သူ့ရဲ့ကိုယ်ပိုင်ဦးနှောက်ကိုသူပြင်စားပစ်လိုက်တာပါပဲ။အာယုံကြောအထွက်စီးတွေဟာအစာကြေရည်တွေနဲ့ပျော်ပင်သွားပြီးသူ့ရဲ့ဘိုက်ထဲမှာအာဟာရဓာတ်တွေအဖြစ်ပြောင်းလဲသွားခဲ့တယ်။ရှင်သန်လိုက်ဖို့အတွက်သူဟာသူ့ရဲ့အသိဉာဏ်ကိုတပ်ပစ်လိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့စဉ်းစားတွေးခေါ်ခြင်းကစွမ်းအင်တွေကိုကုန်ခန်းစေလို့ပါပဲ။သူ့အတွက်ကတော့ပါဇက်ကဖောက်နဲ့အပေါက်နှစ်ဖောက်ပဲလိုအပ်ပါတယ်။ပင်လယ်ရေတွေကိုအဆက်မပြတ်စစ်ထုတ်ပြီးစားလိုက်တေးမဲနေကိုစောင့်လိုက်တဲ့အချိန်ဖြုံးနေတော့တာပေါ့။သူဟာပြောင်ချောင်းတစ်ခုလိုဖြစ်သွားပြီးအသက်ရှင်နေတဲ့လူသေးကောင်းတစ်ကောင်ဖြစ်သွားပါတယ်။ဒါဟာဇီဝဗေဒလောကရဲ့ရဲစရာကောင်းလာတဲ့ပင်လယ်နက်မှုအကျိုးသက်ရောက်မှုပဲဖြစ်ပါတယ်။ဒီငြိမ်အေးစေလွန်နေခြင်းဟာလူတစ်ယောက်ပျက်စီးဖို့အဆက်ပြုခြင်းပါ။မနက်9 နာရီကနေညနေ9 နာရီအထိအလုပ်လုပ်ပြီးဦးနောက်တောင်30ရာမလို့ပဲအလုပ်တက်နေတဲ့တင့်ကိုယ်တင်ပြန်ကြည့်လိုက်ပါ။ဒါကိုတင်ကအေးချမ်းတည်ငြိမ်နေလို့ထင်နေတာလား။မဟုတ်ပါဘူး။ဒါဟာစုပ်ယုပ်နေတာပါ။ဒီကမ္ဘာလောကမှာတင်ဟာရုန်းကန်လှုပ်ရှားမှုတွေကိုရပ်တန့်လိုက်တဲ့အခါမတိသေးတဲ့အရာတွေအပေါ်ကြောက်ရွံ့မှုနဲ့လိုလားတောင့်တမှုတွေမရှိတော့တဲ့အခါတင်းနဲ့ဟိုပင်လယ်နက်မှုနဲ့ဗာများကွာခြားလို့လေတင်းရဲ့အလုတ်ခွင်ကိုဟိုပင်လယ်နက်လိုကြောက်ဆောင်ကြီးလိုအဖြစ်မခံပါနဲ့ဝမ်းစာတနတ်အတွက်တော့စဉ်းစားတွေးခေါ်နိုင်တဲ့တင်းရဲ့ဦးနောက်ကိုပြန်မစားပြစ်လိုက်ပါနဲ့